အလဲရှိတွင်နတက်မှုများတိုးလာနေစဉ်အိုမန်နာနှင့်ဒူဘိုင်းနီစတိတ်များတွင်တည်ယူပို့ဆောင်ရေးတင်မော3စီးထိခိုက်ခဲ့ကြောင်းသတင်းရပါသည်ယနေ့မနက်အရန်အစင်မပြေမှုများဖြစ်ပေါ်ခဲ့ပြီးဗြိတိရှ၏တင်မောလုံခြုံရေးအဖွဲ့အစည်းသည်အထူးသတိပေးအခြေအနေတွင်ရှိနေပါသည်တင်မောတစ်စီးမှာထိုင်းနယ်စပ်မှတည်ယူပို့ဆောင်ရေးတင်မောမေရနေရာဖြစ်ပြီးအိုမန်ကန်နာမှ7မိုင်ကွာတွင်ဒရုန်းသို့မဟုတ်မိုက်ဆေးဖြင့်တိုက်ခိုက်ခံရပြီးမီးလောင်နေသောအခြေအနေတွင်အဖွဲ့ဝင်များဆွန့်လွတ်လေးရှိခဲ့သည်ရင်းထက်ပိုင်းတွင်ဒူဘိုင်းမှ50မိုင်ကွာရှိတည်ယူပို့ဆောင်ရေးတင်မောတစ်စီးလည်းထိခိုက်ခဲ့တော်လဲအဖွဲ့ဝင်များတေးသေးချာချာလုံခြုံနေခဲ့ကြသည်တတိယတည်ယူပို့ဆောင်ရေးတင်မော1 Major စီသည်ဒူဘိုင်းနာရှိ Ras Al Hamra မြောက်အနောက်25သမနာရကောမိုင်တွင်10စင်တီမီတာအပေါက်ခံရပါသည်တာဝန်ယူသူအဖွဲ့မည်သူမှမထုတ်ပြန်ထားတော့လဲအာရတ်နိုင်ငံရဲ့အာရင်အရန်သည်အရေးကြီးရေနံလမ်းကြောင်းကိုဖျက်ဆီးရန်ထိုးနှက်နိုင်ခြင်းကိုတတိပေးထားသဖြင့်အားလုံး၏အာယုံဆိုင်မှုသို့ရောက်နေပါသည်အမေရိကန်သည်အီရန်တည်ယူပို့ဆောင်ရေးတင်မောများကိုပုံမှန်မဟုတ်စွာပျက်စီးစေခဲ့ပြီးရေတွင်ဂွမ်းမြေစက်ရုံတက်ဆင်မှုများဖြစ်ပေါ်နေသည်ဟုသတင်းရရှိထားသည်ကာကွယ်ရေးဝန်ကြီးဖီဟက်ကသည်ဒီတိုက်ခိုက်မှုများကိုဖေဖော်ဝါရီ18ရက်နေ့မှစပြီးဖြစ်ပေါ်ခဲ့သည့်အကြီးဆုံးအပြင်းထန်လှုပ်ရှားမှုဟုဖော်ပြခဲ့ပြီးအီရန်စစ်အင်အားကိုအကျိုးသက်ရောက်မှုမရှိအောင်ထိန်းချုပ်ရန်စ조사နေမှုကိုအထူးပြောကြားခဲ့သည်ထိုစ조사မှုများအကြားတွင်လည်းအဲ့ဒီအစိုးရကမိမိတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်ရန်ဆန္ဒရှိနေကြောင်းမြင်တွေ့ရသည်